အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လူမြင့်ကျော်နဲ့ဘုံနဂါးတို့ကြားကကြည်ကွဲစရာဇလန်းဆိုတဲ့ဇလန်းတစ်ပုဒ်ကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်ဒီဇလန်းကိုရေးသားသူကတော့နေမင်းသားဖြစ်ပါတယ်ဒီလိုတော်လိုင်းရေးကအဖြစ်ပြက်လေးတွေဟာတာလေးတွေဘဟုတုတတွေနဲ့သင်ခန်းစာယူစရာအဖြစ်ပြက်တွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ခဲ့ကြဖို့တောင်းဆိုပါတယ်ဒါဆိုရင်ဇလန်းကိုစလိုက်ကြအောင်ပါလူမြင့်ကျော်နဲ့ဘုံနဂါးတို့ကြားကကြည်ကွဲစရာဇလန်းလူမြင့်ကျော်ဦးတန်းစိုးနိုင်မျိုးထိုက်တန်သိန်းတို့ဟာ Nationwide Revolutionary Alliance နိုင်ငံလုံးဆိုင်ရာတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုအဖွဲ့ NRA ကိုဖွဲ့စည်းလိုက်ကြောင်းထုတ်ပြန်ပြီးနောက်ရက်မှာပဲ online ကနေတစ်ဆင့်ဘုံနဂါးကိုပထမဆုံးစတင်စည်းရုံးခဲ့ပါတယ် NRA ရဲ့ရည်ရွယ်ချက်ကတော့ NUG ကိုမနာလိုဖြစ်ပြီးတော့တော်လှန်ရေးသားရှော့မှာစိုးရိမ်လို့ဟုဆိုကာတပ်ပေါင်းစုဖွဲ့ပြီးစစ်အနိုင်တိုက်မယ်လို့ကြွေးကြော်ခဲ့တာပေါ့ဒါပေမဲ့ NRA မှာစုစုပေါင်းလို့လူက3ယောက်ပဲရှိတာဖြစ်ပြီးအဲ့ဒီ3ယောက်စလုံးကလည်းမြေပြင်မှာမရှိပဲနိုင်ငံခြားကနေတပ်ပေါင်းစုဖွဲ့ဖို့စိတ်ကူးရင်ခဲ့ကြပါတယ်လူမြင့်ကျော်တို့ NRA ဘက်ကဘုံနဂါးကိုသူတို့လက်အောက်ဝင်မှုစီယုံလိုက်တော့ဘုံနဂါးဘက်ကလည်းချက်ချင်းလက်ခံခဲ့ပါတယ်လူ1000သာရိတ်ခါနဲ့စစ်အသုံးစရိတ်ပေးဖို့ဘုံနဂါးကတောင်းတယ်လူမြင့်ကျော်တို့ကလည်းတော်လိုင်းကြီးမှာဆရာလုပ်ချင်လို့အချိုးအချောင်ရမလားလို့ဝင်လာတာပဲရှိတယ်ဘုံနဂါးကလူ1000စာစရိတ်တောင်းတဲ့အခါကျတော့ပေးစရာတပြားမှမရှိဘူးဒါပေမဲ့လူမြင့်ကျော်တို့ကလည်းတော်လိုင်းကြီးပြီးရင်အစိုးရဖြစ်ချင်တာရောလိုင်းပေါ်မှာကြီးကြီးကျယ်ကျယ်ပြောထားတာတွေရောကြောင့်ဘုံနဂါးဘက်ကလူ1000စာရိတ်ခါအတွက်တစ်လကို3600ပေးဖို့သဘောတူခဲ့ပါတယ်ဘုံနဂါးစစ်တပ်စီလက်နက်မချခင်အချိန်ထိလူမြင့်ကျော်တို့ကတစ်လကို3600ပေးရတာအဲ့ဒီမဆန်ကဘယ်ရရတယ်လဲဆိုတော့လူမြင့်ကျော်ရဲ့ YouTube ကရတဲ့ငွေတွေလူမြင့်ကျော်လည်းနှမျောတာပေါ့ဘယ်ပေးခြင်းမလဲဦးတန်းစိုးနိုင်တဲ့မျိုးထိုက်တန်သိန်းတို့ကလည်းနိုင်ငံခြားကနေအားပဲခြောင်တက်တာပတ်စံတော့မဆိုင်ချင်ဘူးဒါပေမဲ့မျိုးထိုက်တန်သိန်းကတော့သူ့မိမစီကနေခိုးပြီးဘုံနဂါးကိုထောက်ပို့လိုက်သေးတယ်ဒီကိစ္စတစ်ခုလုံးမှာအလဲဆုံးကတော့နဂါးပဲနဂါးကသူ့လူတွေကိုကျွေးဖို့ထမင်းစရိတ်တက်တာလည်းမနှဲဘူးလေလူမြင့်ကျော်တို့ပေးတဲ့တစ်လ3600ကိုလက်ခံပြီး NRA အောက်ကိုဝင်ဖို့သဘောတူညီခဲ့ကြတယ်တခြားနေရာကရတဲ့အလှူငွေကိုတော့ဂျပန်ကသူ့ညီစီပို့ထားလိုက်တယ်နဂါးကအရင်တည်းကအကြံနဲ့အချိန်တန်ရင်အထိုးပိုက်ပြီးစစ်တပ်စီအညံ့ခံမယ်နိုင်ငံခြားလစ်မယ်ဆိုတဲ့အကြံတကယ်တော့မှလည်းနဂါးကစစ်တပ်စီလက်လက်ချလိုက်တဲ့အချိန်ကြတော့မှနဂါးမှာလူ1000တကယ်မရှိတာလူမြတ်ကျော်တို့သိလိုက်ရတယ်နဂါးကနောက်ဆုံးအချိန်အထိဂျင်းထွက်သွားတာအဲ့ဒီလိုပြင်းထန်တဲ့အလှည့်ပြောင်းကိုကြုံလိုက်ရတဲ့လူမြတ်ကျော်ဟာဒီနေ့အချိန်ထိဘုံနဂါးစစ်တပ်နဲ့ပေါင်းလာတယ်ဆိုတာကိုလက်မခံနိုင်သေးပါဘူးလူမြတ်ကျော်တယောက်တကယ်သနာကိုလည်းကောင်းပါတယ်နဂါးထွက်သွားတဲ့နေ့ကလေးကမစားနိုင်မတောင်းနိုင်လိုင်းပေါ်မှာလည်းအာရချောင်းနိုင်နေ့စဉ်ငိုင်းတိုင်တိုင်နဲ့နောက်ဆုံးတော်လန်ရေးကနားဖို့တောင်စဉ်းစားနေရတဲ့အခြေအနေကိုရောက်သွားတယ်ဒီအချိန်ကျတော့မှ MUG PDF တွေမှန်လိုက်တာလို့လည်းပြောမထွက်ရတော့ဘူးဘာကြောင့်လဲဆိုတော့တော်လန်ရေး9နှစ်လုံး MUG PDF ကိုပဲဖောက်ထုတ်လာခဲ့တာဆိုတော့အဲ့ဒီမာနကအခုချိန်မှာတင်းခံနေတာအတ္တတွေကလောင်မြိုက်နေတာနဂါးစစ်တပ်နဲ့ပေါင်းသွားတယ်ဆိုတဲ့အမှန်တရားကိုလက်မခံရဘူးဖြစ်နေတာသူတို့ရှိသမျှပုံအောထားတဲ့နဂါးကခိုးဆက်ခင်းသွားတာဖောက်ပြန်သွားတာဒီခံစားချက်ကိုအတဲကွဲဘူးတဲ့သူတွေဆိုနားလည်နိုင်မှာပါဟိုဆိုင်ခန့်လိုက်တရှင်းလေးရလို့ပေါ့မြုံနိုင်မှုနေဆိုခွာသွားတဲ့နေကိုမြုံနိုင်မှုနေဆိုခွာသွားတဲ့နေကို